လေလှုပ်တာကိုလေဒီတိုင်းလှုပ်တဲ့ခါကိုလေဗီဒီယိုရိုက်ပြီးတော့တင်လိုက်တော့ဖြည်းဖြည်းဆရာကောင်းတယ်ဖြည်းတော်အဲ့လိုလေကိုမနေဟိုဘက်ပြူကြပါမှာကြောက်လို့ပြူကြအောင်မကိုလည်းပါဖြစ်အဲ့နဲ့ဟိုအိမ်ရှားသုံးမကြတာတဲ့ဆိုတော့အိမ်ရှားလောက်ခိုင်းတာလည်းမဟုတ်ပယံဆရာကိုပြောခေါ်တော့ပြောတယ်ကျွမ်းကျင်လားအင်းသာဟိုလေကန်တွဲဆောင်မယ်အပေါ်ကနေဆက်လက်မိုးမယ်ရေကန်တင်မယ်ကျွမ်းကျင်လားဆိုတော့ကျွမ်းကျင်နေတဲ့ကျွန်တော်ကတိုက်တီဆောက်တာဘယ်နှလုံးမှန်းမသိဘယ်နှလုံးဆိုလဲတိုက်သူဆောက်ထားတဲ့ရလူရနေလားမနေလားမပြတော့သူဆောက်ထားတဲ့အိမ်သာမတက်ရဲဘူးအခုဒီမှာကျပြန်စရာတဲ့အရန်တော်တယ်တဲ့အုပ်စီတာလည်းညီတယ်တဲ့ဝယ်ပေးထားတဲ့နံပါတ်1အုပ်တွေလေနော်ဒီမှာလေအကြီးမအောင်ကြီးတယ်ဆလွေမကင်းဆလွေမကင်းတွေ့လားအပေါ်ကြီးတယ်ဒါကြီးကိုလေစားလို့တည်းစောင်းနေတယ်လို့ပြောတဲ့ဟာကိုလေမပြီးသေးဘူးတဲ့ပြီးရင်ကြည့်လိုက်တယ်ပြီးမှကြည့်ပြီးမှကြည့်တယ်ဆိုတော့အော်ကိုလဲပေါ့နော်မကြီးရယ်ပြီးရင်ပြန်တယ်ပြီးမှဖြိုတယ်ပြောတာပြီးမှဖြိုတယ်သူကပြီးရင်ကြည့်လိုက်ဆိုတော့ကိုကလည်းကြည့်ရဒီတကားကြီးကိုလေတကားလှုပ်တဲ့တစ္ဆကဦးလေးရလာတော့မှဆယ်အော်သူတကားဒီအိုက်တိုက်ရင်လည်းပြက်စီဝါမှာပေါ်တယ်ဘလို့လုံးမှန်ဘလို့လုံးထားရလဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတောင်းချင်တော့မှအော်အိုက်ကြတော့မှပြက်စီမှန်းတည်းရဟောငါကြီးပေါင်တွေကဒါလှနေပါလားအေးဒီမှာလဲမာကြီးကိုကမဖြစ်ဘူးဒီမှာလဲစောင်းနေရပဲဒီမှာလဲစောင်းပြီးတော့ဒီတိုင်းရောအကုန်လုံးပေါ်တယ်အကုန်ပြန်ဖြိုရမှာဒါကြီးကိုဆိုလဲဒီမှာကြောက်မော်တော်ဟိုဘက်နဲ့ဒီဘက်နဲ့နှစ်ခုပေါင်းရင်ခေါင်မိုးပဲမော်တော်ကြီးတွေ့လားအဲ့ကနေပြီးတော့မှဆလတ်ထုကလည်းဟိုမှာပြောတာ6လုံးမှလောင်းပေးမယ်တဲ့အဲ့နဲ့စလောင်းနေနေဟဲ့လို့ကိုကြီးက6လုံးမှရှိရလားဆိုမဟုတ်ဘူးတဲ့အောက်ကိုကြာအောင်ပါဒါလည်းအခုအောက်ကျသွားဖြစ်ပါလိမ့်မယ်ရှင်းတယ်ကိုကြာပါတယ်မဟုတ်တဲ့အောက်ကိုကြာအောင်ပါတဲ့အဲ့လည်းနေရောလားမကြောက်ဒီဘက်ကဆလတ်ဆိုရင်လေမနေလို့တော့မရတော့အတန်ကြောင်းတွေပါပေါ်ပြီးတော့မကြောက်တူတူလေးပဲရှိရတယ်ဒါနဲ့ပြန်ဖြိုရမှာသိလားရှင်းပါလေဒီအာစီလို့လို့ရှိရင်အာစီလောင်းခိုင်းတယ်ဒီအုတ်တွေနဲ့မစီခိုင်းဘူးအုတ်တောင်မှလေနံပါတ်1တွေဝယ်ပေးထားတာအကောင်းစားတွေပဲဝယ်ပြီးတော့ကောင်းကောင်းမွန်မွန်ပဲခွာဖြစ်ခိုင်းတာအဲ့ဒါသူ့ဟာသူပြန်ဆရာသူ့ဟာသူလုပ်သွားတာပိုင်ရှင်ကတော့အသုံးကြောက်လို့ပြောနေပိုင်ရှင်ဘတ်ဂျက်လည်းမချွေတာဘူးလိုတာတော့အကုန်ဝယ်ပေးတယ်ပိုင်ရှင်ကဘာမှနားမလဲတော့မှန်မယ်သူကပြန်ဖြိုရတော့မယ်ပေါ့နော်ဒီအပေါ်တွေရောဒီအောက်မှာညံနေဆိုချောင်းမပြန်ထုတ်လို့မရအောင်မဒီမှာလေအောက်မှာညံနေဆိုချောင်းမပြန်ထုတ်လို့မရအောင်မကြီးတော့သွားတာအရန်တော်တာအရှင်တို့လည်းငါချင်းပြောပါအိမ်ဆောင်ရှင်ပြောချိန်ပြီမယ်ပြန်ဆရာလည်းချိန်ပြီပဲပြန်ဆရာအမြဲတမ်းအမှတ်ရနေအောင်သူဆောက်ထားတိုက်တွေအများကြီးပဲတဲ့အိမ်ဆောင်ရှင်ပြောဒီမှာချိန်ပြီမယ်ပြန်ဆရာဘယ်လိုလဲတော့လာမမေးနဲ့မပြောပြဘူးဘာလို့လဲဆိုတော့ထီပေါအောင်လို့ကိုတယောက်တော့ထီပေါမခံနိုင်ဘူးလေ